ကန်းကြီးနေရာလေးကိုကဘာလက်ခီးတဲ့ရောက်လာပြီးဟေ့ဆိုရင်မောင်မောင်ရှမ်းလဲလိန်စားဖို့ရောက်လာပြီးဒီမာကြီးဘက်ကထွက်ပြေးလာတဲ့ကွန်မြူနစ်ရဲဘော်ရောင်းဆောင်မဲနိုင်ငံသားတွေဓာတ်ပုံဝိုင်းရိုက်ရင်တိုးကိုက်ကိုစီအိုပြီးအိတ်ထဲပါလာတဲ့ရှေ့အောင်ပစ္စည်းဆိုတာတွေထိုးရောင်းမယ်အစဉ်ပြေတော့မဲ့ဆဲဆဲမှာတခြားဈေးတွေရောက်လာပြီးဈေးဝိုင်းရောင်းကြလို့သူ့ဂွင်လေးပြတ်သွားကြတယ်ဗျဒီကြားတဲ့ရဲတွေကပါရောက်ချလာလို့ဈေးတွေထွက်ပြေးကြရတယ်လို့သူလည်းပုံးနေလိုက်ရပါတယ်တော်သေးတာပေါ့ဗျာရဲတွေကဌာနချုပ်ကလမ်းခေါ်လို့ဆိုပြီးပြန်လှည့်သွားကြလို့မဟုတ်ရင်သူလည်းအချုပ်ထဲသွားအေးရမှာပုံးနေတဲ့ပုံစံကိုလည်းကြည့်လိုက်ကြအောင်ဗျမြေမျိုးနေသလားအောင်းမေးရပါတယ်ဒီနေ့တော့ငားမရရေချိုးပြန်ပေါ့ဗျာသူ့ဘော်ဒါကြီးကဖုံးလာတယ်ပြောလို့သွားကြိုင်တဲ့ကတစ်ဖက်ကသူ့ချစ်သူခြံဖြစ်နေခဲ့ပြီးလက်ထပ်တော့မယ်အကြောင်းပြောလာခဲ့လို့သူ့အသေးတွေကွဲရပြန်ပါတယ်ဒါပေမဲ့ချစ်သူကိုအဆုံးရှုံးမခံနိုင်တဲ့အခါကျတော့ပွဲပြက်ကိုဆုံးဖြတ်လိုက်တယ်ဗျမင်္ဂလာဝဲမီအောင်တက်စီနဲ့သွားပါတယ်ဆိုမှတက်စီလူနေရတာကတမောက်ဒီကြားတဲ့ကလေးတယောက်ကအေးဘူးဖောက်ခိုင်းလို့ဖောက်လိုက်ကမှဂျင်းကြီးမိပြီးကလေးအမေရဲ့ကန်ချက်ကြောင့်ပလက်လန်ကျင်းခဲ့ရပါတယ်မောင်မောင်ရှမ်းတို့ကန်ဆိုးနေတော့မှတက်စီမရလဲခြေထောက်နဲ့ရောက်အောင်သွားမယ်ဆိုပြီးအတကုံပြေးတော့တာပဲဗျသူပြေးနေတာကမာရသွန်ပြိုင်ပွဲထဲမှာချမ်းကိုလာနေပြီဆိုပြီးပန်းအောင်ဝင်သွားခဲ့ပါတယ်အပတ်ပေါင်းများစွာပြေးထားရတဲ့အပြေးသမားကတော့ပန်းဝင်ကနေအသေးခွဲခံလိုက်ရတယ်ဗျဘုရားကျောင်းရောက်တော့သူချစ်သူကမင်္ဂလာကားပေါ်တက်နေပြီအနားကိုတိုးကက်သွားခြင်းပေမဲ့ဝိုင်းဆွဲထားတဲ့လူတချို့ကြောင့်မအောင်မြင်ခဲ့ဘူးဗျမင်္ဂလာကားထွက်သွားတဲ့အချိန်မှာဆွဲထားတဲ့လူတွေကိုတွန်းထုတ်ပြီးကားနောက်ပြေးလိုက်သွားခဲ့ပါတယ်ကားပေါ်အတင်းခုန်တက်ပြီးသူချစ်သူကိုတားကိုနီးမျိုးစုံတုံးခဲ့တယ်ဗျအသက်ဆုံးပြီးတားဆီးခဲ့ပေမဲ့သူတို့သမီးကသူချစ်သူလည်းမဟုတ်တခြားတစ်ယောက်ထလွဲပြန်ပြီပေါ့ဗျာဘုရားကျောင်းမှားပြီးရောက်သွားခဲ့တာပါလူသားဘက်ကလူတွေရောက်ကြလာပြီးဝိုင်းပြင်းလိုက်လို့ကန်ထက်ဆိုးသွားပြန်တယ်ဗျကန်တွေရမ်းဆိုးနေလို့မဖြစ်သေးပါဘူးဆိုပြီးသူ့ဆရာကတုံးရဲ့အကြံဉာဏ်တွေရယူဖို့ဆရာရဲ့တိုက်ခန်းကိုရောက်လာခဲ့ပါတယ်ဒါကသူ့ရဲ့ဆရာကတုံးအဝတ်လျှော်ဆက်ပြည့်နေလို့စောင်းတွေကိုရေးစေးအောင်ကိုယ်တိုင်ညှစ်နေရပါတယ်သူယူထားတဲ့မယားလေးယောက်ကတော့အေးဆေးပဲမာကြောက်ထိုင်ကစားနေကြတယ်ဗျမိမပိုးတဲ့နေရာမှာဆရာကြီးမို့လို့မယားလေးယောက်တောင်ယူထားနိုင်တဲ့သူပါမိမပုံနေသင်ပေးဖို့သူ့ဆရာကိုပတ်စံ300ပေးပြီးပူဇာတော့တာပဲဗျဆရာကတုံးကဘာပြောလဲဆိုတော့စော်ကြီးတော့မှန်းပါတယ်ငါကောင်ဒါပေမဲ့မင်းခုမြင်တဲ့အတိုင်းပဲငါမှလိန်စားဖို့အချိန်တော့မရှိတော့ဘူးပိတ်လို့ရင်လမ်းဆုံးနေပြီကွာငါမိမတွေကတော့မာကြောက်ကစားတာမပြည့်ဘူးအဲဒီတော့ငါပြောချင်တာကငါတို့လိုအုံနောက်သုံးပြီးလိန်စားရတဲ့လူတွေကအချစ်အကြောင်းလုံးဝမတွေးသင့်ဘူးပတ်စံကြောင်းပဲစဉ်းစားရမယ်ပတ်စံတွဲဆိုရင်အချစ်နဲ့အမှန်တရားကိုပါစွန့်လွတ်နိုင်ရမယ်ကွာလူတူဖြစ်ချင်ရင်မင်းငါပြောတာနားတော့ဟုတ်ပြီလားဆိုတော့မောင်မောင်ရှမ်းလဲသဘောပေါက်ပါပြီဆရာဆိုပြီးထွက်သွားခဲ့တယ်ဗျလိန်စားဖို့အမြဲတမ်းကြံစီနေတဲ့သူ့အတွက်ကုံချမ်းကသူ့ရှိမှရှိနေပြန်ပါတယ်မျက်မမြင်ဟန်ဆောင်မယ်ပြီးတော့ချော်လဲပြမယ်အရေးတကြီးမျက်စိခွဲစိတ်စရာရှိလို့ဆိုပြီးတက္ကစီပေါ်ရောက်တက်မယ်ပေါ့ဒါပေမဲ့ဟိုလူတွေကတက္ကစီပေါ်တက်မရအောင်အတင်းဆွဲထားကြတယ်ဗျအဲ့အချိန်မှာပဲအမျိုးသမီးတယောက်ကတက္ကစီပေါ်တက်ပြီးထွက်ခွာသွားခဲ့ပါတယ်ကျန်တဲ့လူတွေလည်းနောက်တစ်စီးရှာဖို့ထွက်သွားခဲ့ရတယ်ဗျသူပဲကိုယ့်လိုကာယကြံရိတ်ခဲ့တာပါကန်ဆိုးနေတော့ပေါ့ဗျာအဲ့လိုကန်တွေတောက်ရမ်းဆိုးနေတဲ့သူ့ရဲ့ဘဝတဲကိုကန်ဆိုးခြင်းတွေထပ်ပေးမဲ့မိန်းကလေးတယောက်ရောက်လာခဲ့တယ်ဗျကွမ်လို့ခေါ်တဲ့အဲ့မိန်းကလေးကတက်စီသမားရောင်ဆောင်ပြီးသူ့ကိုတင်ခေါ်သွားခဲ့ပါတယ်အကျွေးတွေထူးနေလို့ကြံရမရတဲ့အစုံမျက်မမြင်စီကဘလောက်ရအလစ်တုံးမယ်ဆိုတဲ့အကြံနဲ့ခွင်ဖန်လိုက်တာပေါ့ဗျာဘယ်သွားမလဲမေးတော့မောင်မောင်ရှမ်းကလည်းမကာအိုကိုသွားတဲ့တင်မောစစ်ကိုပို့ပေးပါဆိုပြီးစလိန်တော့တာပဲဗျတရားရောက်နဲ့တွေးဖို့လားလို့ကွမ်ထန့်ပြီးတော့မောင်မောင်ရှမ်းကကာစီနိုမှာသွားကစားမလို့ပါပတ်စံနေနေပါလဲပါပါတယ်ဆိုတော့ကွမ်လည်းအချီကြီးမိပြီဆိုပြီးပျော်နေတာပေါ့ဗျာမီးပွားမိနေတဲ့အချိန်ကွမ်ကမောင်မောင်ရှမ်းရဲ့အိတ်ကတ်တဲ့လက်လန်းပြီးပတ်စံနိုင်ဖို့2ကြိမ်လောက်ကြိုးစားခဲ့သေးတယ်ဗျမောင်မောင်ရှမ်းလည်းဟန်မပြက်ကာဝယ်နိုင်ခဲ့ပါတယ်တနေရာရောက်မှာကွမ်ကအဖွားကြီးတယောက်ကိုဝင်တိုင်းမိလို့ပါဆိုပြီးရော်ကြီးပေးဖို့ပတ်စံချီတော့တာပဲဗျမောင်မောင်ရှမ်းယုံကြည်အောင်အဖွားကြီးနေရာကတရုပ်ဆောင်လိုက်သူ့နေရာကပြန်တရုပ်ဆောင်လိုက်နဲ့အစွမ်းကုန်စူးစမ်းနေတာပါမောင်မောင်ရှမ်းကအဖွားကြီးကိုဆင်းကြည့်အောင်မယ်ဆိုတော့ကွမ်လည်းအဖွားကြီးနေရာကတရုပ်ဆောင်လိုက်ပြန်ပါတယ်မောင်မောင်ရှမ်းကရဲလာတဲ့အထိစောင့်မယ်ဆိုပြန်တော့ကွမ်ကရဲအရာရှိနေရာကနေတရုပ်ဆောင်ပြီးရော်ကြီးပေးဖို့ပြောပြန်နေဗျမပေးရောဘာဖြစ်မှာလဲဖမ်းမှာပေါ့မကြောက်ဘူးလားမကြောက်ပါဘူးတေမှာမဟုတ်တာဒီမှာပြစ်သက်လို့မရတာကိုလွတ်လပ်ရေးတက်ကလို့ထင်းနေလားလွတ်လပ်ရေးတက်ကိုသွားခေါ်မယ်မဖြစ်နိုင်တာကွမ်လည်းလွတ်လပ်ရေးတက်ကလူတရုပ်ဆောင်ပြန်ပါတယ်ရော်ကြီးမပေးရင်ဒီမှာပြစ်သက်လိုက်မယ်ဆိုပြီးပြောပြန်နေဗျမောင်မောင်ရှမ်းကဘာဖြစ်လေတနက်ကကျုပ်ကိုချက်ချင်းသေနိုင်တာပဲဒါပေမဲ့ခွေးတကောင်ကကျုပ်ကိုသေတဲ့အထိကြိုက်မှာကိုပဲပိုကြောက်တာဆိုတော့ကွမ်လည်းခွေးတကောင်ရှိနေတယ်ဆိုပြီးခွေးလိုတရုပ်ဆောင်ပြန်နေဗျမောင်မောင်ရှမ်းမျက်မှန်ချွတ်ပြလိုက်မှကွမ်ကကျမအယူလို့ဖို့မျက်မမြင်ဟန်ဆောင်တာပဲဟုတ်တယ်ငါမျက်မြင်ဟန်ဆောင်ခဲ့တယ်ခွေးလိုဘာလို့တော့ဟန်မဆောင်တတ်ဘူးဆိုပြီးထွက်သွားဖို့ဟန်ပြင်းနေတော့မှပဲကွမ်ကသူမမှာအကျွေးတွေရှိနေလို့ဒီလိုလောက်ရတဲ့အကြောင်းပြန်မဆက်နိုင်ရင်သူမကိုလူဆိုးတွေခေါ်သွားမှဖြစ်တဲ့အကြောင်းငိုယိုပြီးပြောပြခဲ့တယ်ဗျငိုတန်းတွေသာထွက်နေပြီးမျက်ရည်ကျမလာတဲ့မောင်မောင်ရှမ်းကနေတရုပ်ဆောင်တာတောင်ရမ်းညံ့တယ်ဟာငါတင်ပေးမယ်ကြည့်နေဆိုပြီးကားလမ်းပေါ်လမ်းတက်လျှောက်တော့တာပဲဗျကားတိုက်ခံပြီးရော်ကြီးတောင်းပြမယ်ပေါ့
ပြုတ်ကြနေတော့မှာပဲကားကတကယ်ဝင်တိုက်တော့တာပဲဗျအချိန်မီ break အုပ်လိုက်လို့ကားဘန်ပါပဲပြုတ်ထွက်သွားခဲ့ပါတယ်ရှင်ဘာဖြစ်သွားသေးလဲဘာမှမဖြစ်ဘူးကြည်ပြီးတင်တာဝိုင်းခြေထောက်ကျိုးသွားပြီကွာဘာလို့ပေးမှလဲဆိုပြီးအော်ပြောရင်း driver နားကိုရှောက်သွားခဲ့တယ်ဗျလမ်းတော့ရှောက်နိုင်နေတာကိုခြေထောက်ကျိုးသွားတယ်ဆိုတော့ driver လည်းတင်းသွားတာပေါ့ဗျာကားတွေကထွက်လာတဲ့ driver ကနဲတဲ့အရက်အမောင်းကြီးမဟုတ်ကားနဲ့တော့မလိုက်ငါကားလည်းပြည့်စည်သွားပြီဘာလို့ပေးမှလဲဆိုပြီးသူ့လက်ကြီးနဲ့မမောင်ရှမ်းရဲ့ပခုံးကိုလမ်းကင်တော့မမောင်ရှမ်းတောင်ရိုင်သွားခဲ့တယ်ဗျလွယ်ပါတယ်ဗျာကားအတွက်က1000ခင်ဗျားတို့လေးစားတဲ့အတွက်က1000ဟုတ်ပြီနော်မေးခြေထောက်အတွက်ကရောမပူပါနဲ့ဗျာလမ်းကိုမမြင်မဆိုင်ဖြတ်ကူးကြတဲ့ကသေသွားတင်တာပါခြေထောက်ချိုးပေးလို့ဘလိုတွေတောင်ကျေးဇူးတရားမှမသိတာပါငါ့ကိုစေးုံခေါ်သွားပြီးဆိုပြီးဇလန်းဖြတ်လိုက်တော့တယ်ဗျရှင်းကွက်ကဘလိုကြီးလေအေးတွေ့လားငါမင်းကိုနောက်တော့ကထပ်တင်ပေးလိုက်ပြီလမ်းပေါ်မှာကြိုက်တဲ့လောက်မောင်းမမြင်မဆန်းနဲ့လမ်းဖြတ်ကူးလာရင်ဝင်တိုက်ပြီးရော်ကြီးတောင်းဘလောက်ကောင်းတဲ့ဥပမာမျိုးပြလိုက်လေတွေ့လားအာကိုကြီးရှေ့ကတကယ်ညံ့ကြီးရှင်ပဲလေးသားပါရှင်လေးသားရင်တင်ပေးကပေးတင်ပေးက9000နမူနာပြက1000အားလုံး19000ကျတယ်1000ခွန်းပါကိုကြီးရဲ့ဒေါ်လာ2000ရော်လိုက်ရတာပါသေးတယ်လေဟာမေ့သွားပြီလားကျမမှာပတ်စံမရှိဘူးကိုကြီးဟန်ဆောင်မနေနဲ့မြန်ပေးမရှာပါနဲ့မရှိပါဘူးကိုကြီးရဲ့နေဘက်မှာနေတယ်အိမ်ပြန်ပြီးပတ်စံသွားယူမယ်လားအိမ်လည်းမရှိပါဘူးရှင်ဘဲကလည်းပြစ်သွားလို့တယောက်တည်းကူရကေရမှဲ့နေတာပါဒီနိုင်လေးပဲယူထားလိုက်နော်ပတ်စံရရင်ပြန်လာရွေးမယ်လေနေပါနေပဲသိမ်းထားလိုက်တော့ဟူးဇလန်းစကလေးကငါကံမကောင်းတာပါသွားတော့မယ်ဆိုပြီးလဲထွက်တော့မှကွန့်ရဲ့အကျွေးရှင်တွေရောက်လာပြီးသူမောကိုလိုက်ဖမ်းတော့တာပဲဗျကွန့်ကိုစိတ်ပူပြီးမောင်မောင်ရှမ်းလဲကဲကိုဆုံးပြလိုက်ပါတယ်ဘာရက်တော့ကွာချုံးမပြေဘူးတက်တိုင်တက်တက်မှရက်ရလားကွာမောင်မောင်ရှမ်းကမြင့်မမြင်သူရဲကောင်းဆိုပြီးဝင်ကဲတာပေါ့ဗျာအချောင်းတင်းကောင်းနေတော့လူစိုးကောင်းဆောင်လက်ပန်းကျပြီးထွက်သွားဖို့လုပ်နေတော့မှတပည့်တယောက်ကြောင့်မမောင်ရှမ်းရဲ့အလိမ်တွေပေါ်သွားပြီးလူစိုးတွေခေါ်ဆောင်ရလိုက်သွားခဲ့ရတယ်ဗျမစ္စတာဝူဆိုတဲ့လူကသူတို့နှစ်ယောက်ကိုဓာတ်ပုံရိုက်ခမ်းပြီးတပတ်အတွင်းအကျွေးပြန်မဆက်ရင်ဓာတ်ပုံတွေကလို့ဖြစ်သွားမယ်ဆိုပြီးပြန်လွတ်လိုက်လို့တော်သေးတာပေါ့ဗျာမစီမဆိုင်မမောင်ရှမ်းလည်းကွန့်ရဲ့အကျွေးစင်းနဲ့ပါသွားခဲ့တယ်ဗျမစ္စတာဝူဖမ်းထားတဲ့နောက်တစ်ယောက်ကဖတ်အရင်တုန်းကတော့ချောင်ယုံဖတ်ပေါ့ခံရတဲ့မျက်နှာကို plastic surgery လုပ်လိုက်လို့ဒီမျက်ခွက်ကြီးဖြစ်သွားတာပါမစ္စတာဝူကိုအကျွေးပြေပြန်မဆက်နိုင်လို့မျက်နှာခွဲစိတ်လိုက်တဲ့သူပါသူလည်းအလိန်ဆရာကြီးတယောက်ပဲဗျပတ်စံပြန်မဆက်နိုင်သေးရင်လည်းခိုင်းစားမယ်ဆိုပြီးမစ္စတာဝူကဖက်ကိုအလုပ်တစ်ခုခိုင်းလိုက်ပါတယ်ပိုင်ရှင်ခရီးထွက်နေလို့ပိတ်ထားတဲ့အိမ်တစ်လုံးထဲကရှေးအောင်ပစ္စည်းတွေယူခိုင်းလိုက်တာပါနေရင်ထိုင်ရင်အကျွေးစားရတော့မှမို့ကွန့်ကိုမမောင်ရှမ်းအတော်တင်းနေခဲ့တာဗျကွန့်ကပြေးလဲအောင်လုပ်ပေးမယ်ဆိုပြီးမမောင်ရှမ်းသင်ပေးထားတဲ့အတိုင်းကားရှိဝင်ရက်တော့တာပဲဗျကား5စီးလောက်ဆင့်တိုက်ပြီးမှကွန့်ကကားပေါ်တက်လိမ့်ရင်အာယာခြေတော့ကျိုးပါပြီအာယာပတ်စံပေးဆိုပြီးအော်နေလို့မမောင်ရှမ်းလဲဆွန့်အားသွားခဲ့ရပါတယ်ဟာကွာဒီမိမတော့ငါကားပြည့်စည်သွားပြီရော်ပေးဆိုတော့မှနေအောင်တော့ထွက်ပြေးခဲ့ရတယ်ဗျကားပိုင်ရှင်တွေကတော့တယောက်ကိုတယောက်ဆွေးရောက်ရော်ပေးလေရော်ပေးဆိုပြီးကြံရင်ခဲ့ပါတယ်တကယ်ကိုနှုံချတုံးအောင်ဝတ်စားတဲ့ပုံကအဖွားကြီးလို့ပုံတုံးပေမဲ့ရဲရင်ပြီးယုံကြည်ခြင်းစရာကောင်းလို့ငါမင်းတို့တခုတည်ပေးမယ်ငါအစီအစဉ်ကိုမှတ်မိတယ်နော်မှတ်မိတာပေါ့တဲဝင်ပြီးပြည့်စွေးတွေယူရင်ကျမတို့ကတခိုးတွေဖြစ်မသွားဘူးလားအိမ်ထဲမှာဘယ်သူမှမရှိရင်တော့တခိုးပေါ့အထဲမှာလူရှိရင်တော့လူလိမ်မဲဖြစ်တာလေအစာပိုင်းတော့အမြဲခတ်တာပဲအခုငါတို့အထဲဝင်ဖို့စီစဉ်မယ်ခေါင်းလောင်းတိလိုက်လာဝင်လာခဲ့တိုးတိုးအင်ရှင်ကလိုလိုလားလားခေါ်နေတော့နည်းနည်းတော့ကြောင်သွားခဲ့တယ်ဗျတိုးကြုံမိမမနိုးစင်နဲ့သူမိမကစားရင်တောင်းရင်အိပ်ပျော်နေပြီနိုးလာရင်အစာထက်တောင်းမှဆိုလို့တိုးပြောခိုင်းနေတာဗျသူလည်းချက်ရင်ပြုတ်ရင်တန်းလိုင်းမင်းတို့ဘာလာလို့ကြတာလဲ gas ယူနေရဲဆိုပြီးတိုင်စာရလို့ပါအနဲ့တော်တော်ပြင်းတာပဲလာမိဖို့ကြောင့်လည်းလိုက်ခဲ့ဈေးကြီးတဲ့ပစ္စည်းတွေရှာတော့တိပါတယ်ဒီမှာလာစစ်ပါအောင်ဗျဟိုမိန်းမကအရှိကိုခေါင်းကိုင်းဆိုင်ကြပြီးကိတ်မုံလီးတဲ့ဓာတ်နဲ့ထိုးပြီးတော့လို့ဖြစ်နေတာကြောင့်ကွမ်လင်းထိတ်လန့်သွားခဲ့တယ်ဗျတရှိနဲ့အတန်ကိုကြားလာကြားတယ်အနဲ့ပြင်းတယ်နော်ကျုပ်အကူကြီးသွားတောင်းလိုက်မယ်ခင်ဗျားတွေမှာစောင့်နေနော်အာတတ်လိုက်ပြီလားမသိဘူးဒုက္ခပဲဒီဓာတ်ကဒီလိုအကြောက်ပါနဲ့ဘယ်သူမှမရှိပါဘူးပစ္စည်းတွေယူပြီးသွားကြရအောင်လူသက်စီအောင်မလိုပါဘူးပျော်နေသေးတယ်ဟိုမိန်းမကိုတတ်လိုက်ပြီလို့မောင်မောင်ရှမ်းထင်းနေတာပါကွမ်ကလည်းအတန်ထွက်ပြီးရှင်းပြရင်ဟိုမိန်းမနိုးသွားမှာဆိုလို့မရှင်းပြရင်သူတို့နှစ်ယောက်တည်းတိုင်ပတ်နေကြတာဗျပြမပါစံတွေလည်းဟာငါမိန်းမနိုးသွားမှာဖြစ်နေကလေအမြဲရှုပ်ထွေးအောင်လုပ်တယ်သွားတဲ့ဟာသွားကြည့်ဦးမှာပဲအဖြစ်ပြက်တွေကတော့မြင်မြန်ဆန်ဆန်ပဲဖြစ်ပြက်သွားခဲ့တယ်ဗျအာဒီကောင်ကတော့နောက်တစ်ယောက်တတ်လိုက်ပြန်ပြီမตาမကျမဘာမှမလုပ်ဘူးနော်နှစ်ယောက်တော့မင်းတတ်လိုက်ပြီငါရဲခေါ်ပြီကွာပြောတာနားထောင်ပါဦးဘာများပြောစရာရှိသေးလို့လဲငါ့ကိုလွတ်ထားပေးလို့မရဘူးလားပါတယ်ငါ့ကိုလည်းတတ်ချင်တယ်ပေါ့ဆိုပြီးအထင်တွေဆက်တိုက်လွယ်ရင်တတ်ပွဲတွေဖြစ်ကုန်တော့တာပဲဗျ
TV remote သွားထိမိပြီး TV ပွင့်သွားတော့မှဟိုမိန်းမနိုးလာခဲ့ပါတယ်ဘာလို့နေကြတာလဲယောက်ျားသူတို့ဒီမှာဘာလို့နေကြတာလဲ gas လာပြင်တာပါမိန်းမရဲ့အာဟုတ်ပါတယ်ဗျ gas ယိုနေလို့လာပြင်တာပါပြင်လို့ပြီးပြီလားပြီးပါပြီဗျပြီးရင်သွားရတော့ဘာပစ္စည်းမှမရပဲထွက်ပြေးခဲ့ရမြန်နေဗျဘာလို့ငါ့ကိုတေချာမပြောတာလဲလေမင်းညစ်ထားတဲ့ဥစ္စာဘလို့ပြောရမှာလဲငါအပြစ်ပဲဖြစ်ရပြန်ပြီအကျွေးဆက်ဖို့ကတရက်ပုံနီးလာပြီဟာတို့တွေငွေအလုံးရင်းနဲ့လူတယ်ဂီတာပွဲလက်မဲ့နှစ်ဆောင်ဝယ်လိုက်အိမ်ရဲ့စားတဲ့ဘုံနဲ့ထည့်လိုက်မယ်ဘယ်သူမှဆိုအလကားရတာကြိုက်တယ်မဟုတ်လားသူတို့တွေပွဲသွားကြည့်ရင်အိမ်မှာဘယ်သူမှမရှိတော့ဘူးပေါက်တယ်နော်ဒါဆိုကျမတို့ရဲ့ပြစ်မှတ်ကဒီအိမ်ပဲမောင်ရှမ်းရွေးခဲ့တဲ့အိမ်ကဖက်ကိုမစ္စတာဝူတာဝန်ပေးထားတဲ့အိမ်နောက်တစ်ရက်မှာဖက်ကသူ့လူနှစ်ယောက်ကိုခေါ်ပြီးအိမ်ထဲဝင်ခဲ့ကြတယ်ဗျအိမ်ကကြီးကျယ်ခမ်းနားလွန်းလာပြီးရှေးအောင်ပစ္စည်းတွေလည်းမနှဲမနှောပဲဗျပစ္စည်းတွေမှားနေတော့ဖုန်းဝင်လာခဲ့ပြီးအတန် message တစ်ခုချမ်းခဲ့ပါတယ်တစ်ဖက်ကဘာပြောခဲ့လဲဆိုတော့အာချမ်းရေတထေးကြီးရဲ့သားတယောက်ငါနဲ့တိတယ်သူ့နာမည်ကဂျက်ကီတဲ့ရင်းနှီးမြုပ်နှံမှုအတွက်ဟောင်ကောင်ကိုသူလာလိုက်မယ်သူ့ကိုတေချာပြုစုပေးလိုက်ပါပေါက်စုကောင်းကောင်းပေးမယ်ဆိုပြီးပြောထားခဲ့တယ်ဗျဖက်လည်းအကြံတစ်ခုရောက်သွားပြီးသူ့လူတွေကိုပစ္စည်းတွေပြန်ထားခိုင်းရင်ပတ်စံတွေရအောင်ငါမှလွယ်ကူတဲ့နီးလန်းရှိတယ်ဆိုပြီးပြောလိုက်ပါတယ်ဖက်ကမစ္စတာဝူနဲ့တွေ့ပြီးသူ့အစီအစဉ်တွေကိုပြောပြလိုက်တယ်ဗျမစ္စတာဝူကလည်းဖက်ရဲ့အစီအစဉ်ကိုခွင့်ပြုပေးလိုက်ပါတယ်ဖက်ကအိမ်ပိုင်ရှင်အဖြစ်ဟန်ဆောင်ပြီးသူ့လူ၃ယောက်ကိုလည်းအင်ကူရီဖြစ်ခေါ်ထားလိုက်တယ်ဗျမင်္ဂလာပါကိုကြီးဖက်လူကြီးမင်းလို့ခေါ်စမ်းပါဟုတ်ကဲ့လူကြီးမင်းကျွန်တော်ဂီတပွဲလက်မှတ်တွေတွေ့ထားတယ်ခင်ဗျလောဘမကြီးနဲ့ဒုက္ခရောက်မယ်အလုပ်ကိုအချိန်မှန်မှန်လာဖို့တတိယနော်ဟုတ်ကဲ့လူကြီးမင်းငါမှဇနီးတစ်ယောက်လူသေးတာပဲဇနီးအဖြစ်ဟန်ဆောင်ပေးဖို့ဖက်ရွေးချယ်ထားတဲ့သူကပင်သူတို့နှစ်ယောက်ကဇလန်းရှိပြီးသားဟိုနှစ်ယောက်ကလည်းအိမ်ထဲဝင်ဖို့ရောက်လာပါပြီမင်းမအကျိုးရကက်ရှိလားငါ့ကိုပေးဘာလို့ဖို့လဲရော့တကားဖွင့်ဖို့လေလက်ငိမ်မိုးတော့လိုတာပေါ့ကြည့်ပွင့်သွားပြီအိမ်ထဲရောက်တော့ရှီရောပစ္စည်းတွေကအကြီးကြီးတွေကွက်မှပါလာတဲ့အိမ်နဲ့တခုမှမဆန့်ပါဘူးဆိုမှမဆန့်မပြဲတွေသေးလာလို့ကွက်ကိုသုံးမရသေးတယ်ဗျဇနီးဖြစ်ဟန်ဆောင်မဲ့ပင်ကတော့လိုအပ်တာတွေဝယ်ပြီးပါပြီဖះကြီးရှင်းရဲ့ဂီတာဝဲလက်မှတ်တွေကဒီမှာဒုက္ခပါပဲပိုင်ရှင်နေချိန်ဝေးပြန်လာနိုင်တယ်တွားကြရအောင်အဲ့အချိန်မှာပဲလူကောဘဲတန်ကြားလိုက်ရလို့ CCTV မှာကြည့်လိုက်တော့ရဲတွေဖြစ်နေကြတယ်ဗျကွမ်ကအင်ရှင်ဖြစ်ဟန်ဆောင်ပြီးရဲတွေနဲ့ထွက်တွေ့မှပြဿနာပြီးသွားခဲ့ပါတယ်လူမရှိတဲ့အိမ်ထဲမှာအတန်တွေကြားလို့ဆိုပြီးပတ်ဝန်းကျင်ကတိုင်လိုက်လို့ရဲတွေရောက်လာခဲ့တာပါမြန်လာစမ်းပါဟာမျက်နှာလေးတော့ဆင်အောင်တုတ်ပြစီအောင်ရှင်ကလည်းဟဲ့ထွက်မလာနဲ့အောင်လူရှိတယ်ဆိုပြီးမောင်ရှမ်းတကားပိတ်လိုက်တော့ကွမ်လည်းထဲမှာကြံနေခဲ့တယ်ဗျအေး तू ကတထီးကြီးရဲ့သားဂျက်ကီဖြစ်မတင်နဲ့မောင်ရှမ်းကလည်းဘာလို့ရမှန်းမသိလို့လူကောဘဲနေလိုက်ပါတယ်သူခေါင်းလောင်းတီးနေတယ်ဟာတေးကြတဲ့ဂျက်ကီပဲတေးကြဟန်ဆောင်တော့တန်တရားမဝင်စင်းနဲ့ကျိုးသောပါတဲ့ဂျက်ကီခရီးဝေးကြီးကလာခဲ့ရတာပဲဝင်ကြစို့ကွမ်အပြေးမြန်လို့တော်သေးတယ်ဗျထိုင်တော့ဂျက်ကီကိုအိမ်လို့သဘောထားဟန်နီရေငါဖုန်းခေါ်လိုက်အောင်မယ်ဂျက်ကီကိုလိုက်ပြလိုက်တော့ဂျက်ကီထိုင်မအောင်ကျမအခုဘာလို့ရမှာလဲငါသူ့ကိုအာယုံလွဲလိုက်မယ်မင်းသွားတော့အမစိတ်မရှိပါနဲ့ဗျာကျွန်တော်အိမ်သားလေးပြပေးလို့ရမလားအိမ်သားလားဟဲရတာပေါ့လိုက်ခဲ့ဟယ်လိုဂျေးအပ်ပဲရောဘလို့နေလဲသူဒီမှာရှိလားဟောကိစ္စမရှိပါဘူးနောက်မှတွေ့ကြတာပေါ့ဘိုင်အိမ်သားလိုက်ပြတဲ့လူကလည်းခုမှဒီအိမ်ကိုရောက်ဘူးလားအိမ်သားဘယ်မှာမှမသိအခန်းတစ်ခုရှိရောက်တော့အိမ်သားကဒီထဲမှာလို့ပြောလိုက်တယ်ဗျတကားလဲဖွင့်လိုက်ရောအိတ်ခင်းဒါကအိမ်သားလားဗျတီးဦးလေဒီလိုပါဂျက်ကီသူပြောနေတာကဒီလောက်ခင်မိတဲ့အိမ်သားမျိုးမင်းမြင်မှုမလားဆိုတာမသိဘူးလို့ပြောတာပါနင်တော့ငါရှင်းပြလိုက်မယ်ဒါကိုအိတ်ခင်းနဲ့တူအောင်ဒီဇိုင်းဆွဲထားတာပါဒါဆိုရင်အိတ်ရမဟုတ်ဘူးပင်လယ်နဲ့ဓာတ်ရိုက်ဆက်ထားတဲ့အိမ်သားပဲဒီလိုခင်မိတဲ့ဟာကိုတခါမှမဆန်းဘူးဗျဒါဆိုလဲစမ်းကြည့်ကြတာပေါ့ဆိုပြီးမောင်ရှမ်းသေးနဲ့ကော့ပန်းတော့ဖက်လဲဘာမှမတက်နိုင်ပဲကော့ပန်းလိုက်ရတယ်ဗျအလိန်ပေါ်မှာကြောက်တော့ပေါက်ကြရတွေလှုပ်လိုက်ရတာပေါ့ဗျာချမ်းကျော်ပြီးထွက်မယ်ဆိုမှတက္ကစီတစ်စီးရောက်လာခဲ့ပြန်လို့ကွမ်လဲပုံနေလိုက်ရတယ်ဗျအခုရောက်လာတာကတော်တော်မူးနေတဲ့မိန်းကလေးတယောက်သူမရဲ့နာမည်က Apple ဖတ်ရဲ့သမီးဖြစ်ဟန်ဆောင်ဖို့ရောက်လာခဲ့တာပါအပြင်မှာမိန်းမတယောက်ရောက်နေတယ်ယောက်ျားအဲ့ဒါသမီးလေးတကားဖွင့်ပေးလိုက်နင်ကငါသမီးဟန်ဆောင်မှာမဟုတ်လားဝင်ခဲ့ Apple အိပ်ပြန်လာပြီလားဂျက်ကီကိုနှုတ်ဆက်လိုက်ပါဦးခေါင်းဝန်းကတကားကြားနဲ့ညှက်ပြီးကြံခဲ့တယ်ဗျHi Jackie ဆိုပြီး Apple က Jackie ကိုကစ်စင်ပြေးဆွဲတော့တာပဲဗျကစ်စင်ဆွဲရင်အန်ဂျင်လာတော့လေ Jackie ရဲ့ပါးစပ်တဲ့အန်ထုတ်လိုက်တာပေါ့ဗျမောင်ရှမ်းကတော့ကန်ဆိုးနေသေးပဲဗျဟေးနေဘာလာလို့တာလဲရှင်းကိုအဲ့လိုထားခဲ့ဖို့မဖြစ်သင့်ဘူးထင်လို့ဒါကြောင့်ကဲဖို့ပြန်လာတာလာသွားမယ်ငါပြန်မယ်လို့မင်းပြောမိလို့လားအော်ရှင်းကဟိုနှုတ်ကြီးမကြောင့်ဒီလိုပြောတာမလားဘာဖြစ်လဲအဲ့ဒါမြင်မြင်ချင်းချေးကွာငါဆက်ဟန်ဆောင်မှုဆုံးဖြတ်လိုက်ပြီသူနဲ့အဆင်ပြေရင်ချီကြီးမိပြီဟာမိသွားရင်ဘယ်လိုလုပ်မလဲအတန်သွင်း message ကိုမက်မိလားဂျက်ကီကတပတ်လောက်ထိလာမှာမဟုတ်ဘူးအချိန်အများကြီးရှိတယ်န
နင်သွားနာလိုက်တော့တိပါပြီဆိုပြီးကွမ်ထွက်သွားခဲ့တယ်ဗျ Apple ဂျက်ကီနင်ကိုစွန့်လန်းနေရတဲ့နဲ့နင်ကငါသမီးဟန်ဆောင်တို့တွေသူ့ငွေတွေကိုယူကြမယ်โอเคသူကငါမိမဟန်ဆောင်ပါနင်ကငါသမီးတို့တွေကမိသားစုနော်မမေ့နဲ့ဟာ Apple ရေကူးနေတာပဲငါလည်းတော့ကူးမယ်ကွာအင်းကြီးချွတ်အာရဒီကားကပြုတ်ကြတာတော့သွားအတိုက်မပြက်မုံစိတ်တောင်ရေးလိုက်သေးတယ်ဗျApple လေးကိုလာပြီဟေးယာဘာကျိုးရင်လဲကျိုးကွာApple လေးကိုလာပြီဟေးစောင်းဟမ်Apple လည်းမဟုတ်ဘူးပထိုင်းသီးကြီးဟာဂျက်ကီရေလာကူးတာလားစိုးရနော်ယောက်ျားကြီးမနဲ့ဆန်လာစားတော့ဂျက်ကီပါခေါ်ခဲ့ဟဲ့ဟိုမိန်းမကိုသွားလို့မဟုတ်ရင်ဘာပတ်ဆမ်းမှမရဘူးမက်ငါတို့သမီးရောဘယ်မလဲမနဲ့ဆန်စားဖို့သွားပြောခိုင်းပြီးပါပြီယောက်ျားရဲ့တဲ့ဒီသမီးလာနေပါပြီဝါတရီတွေထိမ့်မရတော့ဘူးဟာဆယ်ကျိုးသလိုပဲငါသမီးကမဲပစတဲ့ အမ်မီတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော်တော်ရှက်နေတာကွာမင်းတို့ရှက်တတ်တဲ့မိန်းကလေးမျိုးကိုဟောင်ကောင်မှာရှာတွေ့ဖို့ခက်သွားပြီငါသမီးကရှက်တဲ့ယုံနေမကဘူးငါမင်းကိုထပ်ပြောပြအောင်မလားခဲ့ထပ်ရှိသေးတာလားပြေကုန်ပြီဘယ်လိုလုပ်ရမလဲတောင်းပန်တဲ့အနေနဲ့ရော့ဒီလောက်ထိမလိုပါဘူးရှင်မင်းကြီးနဲ့ဖို့ဘာမှမလုပ်ပေးမှာပါရှင်ကိုအပြစ်မတင်ပါဘူးဟုတ်ပြီလားရပါတယ်ငါအင်ကြီးသွားလိုက်အောင်မယ်ခွင့်ပြုပါအောင်မမောင်ရှမ်းကတော့ကန်ကောင်းပြီလားမသိဘူးဗျကောင်မလေးကြွေသွားအောင်လုပ်ပြနိုင်ခဲ့ပါတယ်မမောင်ရှမ်းရဲ့ကန်သာတာတွေတစ်ချိန်ဒိုးတက်လာခဲ့ပြီဗျကွမ်ကလည်းရင်သားအကြီးကြီးဖြစ်ချင်လို့ရှောင်းနဲ့တိုင်ပင်ပြီးလှုပ်ဆောင်ခဲ့တော့လေလောဘကြီးသွားလို့လမ်းတော်မနဲ့ရှောက်နေရပါတယ်မင်းမခံနိုင်ပါဘူးလို့ငါပြောသားပဲဟောင်ကောင်မှာ site 38ကစံချိန်တင်မဲ့မင်းက site 59မှာလိုချင်တာကိုကျမမမှန်သိပါပြီဆရာရဲ့Appleနဲ့ညသာစားနေတော့ကွမ်ရောက်လာခဲ့လို့မမောင်ရှမ်းကအိမ်သာတောင်းမယ်ဆိုပြီးထွက်လာခဲ့တယ်ဗျနင်လာနဲ့တော်ပဲနှုတ်ကြီးမအောင်ငါအခန်းလာခဲ့ကိုချိန်ထားပြီးပြီပုံတွေရိုက်ဖို့အသင့်ပြင်တာအဲ့ဒီဓာတ်ပုံတွေနဲ့သူ့အဖေကိုငွေညစ်မယ်ပေါ့တယ်နော် Apple တွားကြတော့မလားဘာဓာတ်ပုံရိုက်ရမယ်ဆိုတာကျမကိုပြောဦးလေတော်သေးတာပေါ့သူမူးနေလို့မဟုတ်ရင်အစီအစဉ်ပြတ်တော့မှာအဲ့ရထဲမှာဖောင်းတိုင်းနေတဲ့ပုံတွေရိုက်ခိုင်းတာဟေးဒါပေမဲ့သူမူးနေပြီဒီညမဖြစ်နိုင်တော့ဘူးမနေ့ပြန်မနေ့9နာရီနင်သူ့အခန်းထဲမှာစောင့်နေတွားတော့ကွမ်လည်းဓာတ်ပုံရိုက်ဖို့ရောက်လာခဲ့ပါပြီမြင်လုံးတော့အားလုံးကမင်းပေါ်မှာမူတည်နေတယ်တန်တရားမဝင်စင်နဲ့ Hi Apple Jackie ဖက်ကလည်းမမောင်ရှမ်းနဲ့အကြံတူနေခဲ့တယ်ဗျဓာတ်ပုံရိုက်ပြီးငွေညစ်မယ်ပေါ့ဓာတ်ပုံရိုက်မယ်ရှိသေးမမောင်ရှမ်းက Apple ရဲ့အခန်းထဲသွားမယ်ဆိုလို့ဖက်လည်း Apple ရဲ့အခန်းဘက်ကိုခွေးပြေးဝက်ပြီးပြေးသွားခဲ့ရပါတယ်ကွမ်ကရေချိုးခန်းထဲဝင်ပုံးဖက်ကဗီဒီယိုထဲဝင်ပုံးဟိုနှစ်ယောက်ကလည်းအစာပြိုးနေပြီဗျမမောင်ရှမ်းဘက်ကကြည့်ရင်ဗီဒီယိုထဲကထွက်လာတဲ့ကင်မရာတစ်လုံးပါမီပေါ့ဗျာApple ဘက်ကကြည့်ရင်ရေချိုးခန်းတကားကြားကထွက်လာတဲ့ကင်မရာတစ်လုံး Okay သွားပြီပေါ့ဗျာအော်ငါမေးလို့ငါမှအလုပ်ကိစ္စရှိသေးတယ်ကျမရောပဲဒါဆိုခုပဲမြန်မြန်လုပ်မလားဒါမှမဟုတ်မနေ့ပြန်မှလုပ်မလားအရင်မလိုပါဘူးနောက်နေ့လည်းရပါတယ်ရှင် Okay လေးနောက်နေ့မှတွေ့ကြတာပေါ့ဒီဓာတ်ပုံနဲ့ဆိုဒီကောင်တေချာပေါ့ဒုက္ခရောက်ပြီသားမှတ်ဒီဓာတ်ပုံနဲ့ဆိုငါတို့အစီအစဉ်ကွက်တီပဲငါတနာရီအတွင်းထွက်မလာရင်နေဝင်လာခဲ့တော့လိန်နာကဘာလဲဆိုတော့ဘာကတိစီရမယ်ကောင်းလေးမင်းဘာကြောင့်ငါသမီးကိုမရင်းကျင်ရတာလဲဦးလေးဘာကိုဆိုလိုတာလဲဗျညင်းမယ်တော့မကြိုးစားနဲ့ဒီမှာဓာတ်ပုံတက်တွေရှိတယ်ကွာကြည့်လိုက်ရော်ကြီးပေးဖို့ပြင်တာမဟုတ်လို့ကတော့ထောင်ထဲထည့်ပြင်မယ်ကွာဦးလေးဓာတ်ပုံထဲမှာခင်ဗျားသမီးကိုပဲမြင်ရတာလေကျုံးမှမပါတာဟာဖက်လက်ဓာတ်ပုံကိုတေချာကြည့်တော့ Apple ကိုပဲတေချာမြင်ရပြီးမမောင်ရှမ်းကကြောပေးထားတော့မျက်နှာကမပါဖက်လက်ချွေးတွေပြန်ပြီးငိုမဲမဲဖြစ်ကျင်သွားခဲ့တယ်ဗျဒီမှာဦးလေးခင်ဗျားသမီးကမှကျုပ်ကိုမရင်းကျင်တာဗျရော့ကိုပါကိုကြည့်လိုက်လူသီးရှင်ကြဖွင့်ချလိုက်ရင်ခင်ဗျားတို့နာမည်ပြက်ပြီးရော်ကြီးပေးရင်တော့တမျိုးပေါ့ဒီမှာဓာတ်ပုံထဲမှာမင်းပဲပါလာလေပြန်ကြည့်လိုက်အောင်ကောင်းလေဘယ်မှာလဲငါသမီးဟုတ်တယ်ဟာကွမ်ကတော့လုတ်ပြီကွာကဲတော်တော့ပြီလာပါအေးတောက်ကြတာပေါ့အခုဒီဓာတ်ပုံနှစ်ပုံနဲ့ဆိုတက်တည်အစ်စ်ရပြီဘာပြောချင်လဲဦးလေးကျုပ်ကိုအရင်ဆုံးပတ်စံပေးရမယ်ဒီမှာပင်ကနင်တို့သေပြီဂျက်ကီကျမသူ့ရဲ့အေးခွက်ထဲမှာမကောင်းတဲ့မော်တက်တွေထည့်ထားတယ်သူ့နာမည်ကိုသုံးချိန်ခေါ်လိုက်ရင်သူမိန်းမဖြစ်သွားလိမ့်မယ်ပတ်စံပေးစမ်းငါကလွယ်ဘယ်သူမှဒီဟာကိုမဖြေပေးနိုင်ဘူးနော်ဖြေသေးမပေးရင်ပတ်စံမပေးဘူးဗျာမဟုတ်လို့ကတော့ဒီဓာတ်ပုံကိုလူသိရှင်ကြားဖွင့်ချလိုက်မှာနော်
မင်းဖွင့်ချရင်မင်းနာမည်ကိုခေါ်လိုက်မယ်ကွာနာမည်ခေါ်ရင်ဖွင့်ချလိုက်မယ်ဗျာဖွင့်ချရင်မင်းနာမည်ခေါ်လိုက်မှာနော်ခေါ်လိုက်တော့ပင်ဂျက်ကီမဖြစ်ဘူးမလုံးနဲ့ဟမ်ခင်ဗျားရဲ့မော်တက်ကကျုပ်တော့အသုံးဝင်ဘူးအန်တီပင်ဟာဘာလို့လုံးဖြစ်တာလဲဟာဘာလို့လဲပြောပြမယ်ကျုပ်ကဂျက်ကီမဟုတ်လို့ပဲပေါ့ကျုပ်ကအတူအခုပတ်စံပေးတော့ငါတို့လည်းအတူတွေပဲ तू ကငါသမီးမဟုတ်ဘူးငါလည်းသူ့မိမမဟုတ်ဘူးအကုန်လုံးတူတွေကြီးပဲဆိုတော့တောက်လိုက်ကြစို့ cheers ခင်ဗျားချောင်းမင်းကရှမ်းတကယ်ပဲနင်လားငါပူပူလေးပြီးတော့မဲ့ဂေဟာကပူပူလေးငါတို့အတူကြီးလာတာလေအော်ပူပူမေးမယ်ငါမက်မိပြီမင်းကတော်တော်ထွားလာတာပဲနော်မမက်မိတော့တောင်းပန်ပါတယ်ဟာဆိုပြီးငယ်ချင်းတွေပြန်နေစုံစည်းသွားခဲ့ကြပါတယ်အကုန်လုံးကလူလိန်တွေပဲဆိုတော့အဖွဲလိုက်ဘလို့ဆက်လင်ရမလဲဆိုပြီးစဉ်းစားကြပေမဲ့အကောင်းဆုံးအကြံဉာဏ်တော့ထွက်မလာသေးဘူးဗျမမောင်ရှမ်းမှာထားတဲ့အတိုင်းတနာရီတွင်းထွက်မလာရင်လာခေါ်ဆိုလို့ကွမ်ကဗိုက်ကြီးတွေရောင်းဆောင်ပြီးအိမ်ထဲဝင်လာခဲ့ပါတယ်ဟဲ့ဟန်ဆောင်မနေနဲ့တော့ဒါကျုပ်ရဲ့တွဲဘက်ပါဟဲ့ရပြီအခုငါတို့တလေတဲ့စီးတဲ့လူတွေဖြစ်သွားပြီကျုပ်ကြံရပြီခုတိုင်းပဲဆက်သွားကြမယ်အဆုံးထိဟန်ဆောင်ကြတာပေါ့အရင်ဆုံးကျုပ်တထေးသားဂျက်ကီဟန်ဆောင်မယ်ခင်ဗျားရဲ့အကျွေးရှင်နဲ့ခင်ဗျားဖြည့်ရှင်းလို့ရအောင်လို့ပြီးရင်ခင်ဗျားအင်ရှင်ဟန်ဆောင်ကျုပ်ရဲ့အကျွေးရှင်နဲ့ကျုပ်ဖြည့်ရှင်းလို့ရအောင်ဒီလိုဆိုပြဿနာတွေပြေလည်သွားပြီကွမ်မင်းကြောင့်ဒီအကြံရတာဒီတကောင်မင်းတော်တယ်ဒီတခါကျုပ်စီယာကိုအကူညီတောင်းမယ်ပတ်စံပြန်ပေးစရာမလိုပဲအဲ့ဒီကနေပတ်စံပြန်ရခြင်းရနိုင်တယ်လုပ်လိုက်ကြစို့သူအကျွေးရှင်ကိုအကျွေးရှင်တက်စီထင်းပြီးဇလန်းဖန်တီးခဲ့တဲ့မမောင်ရှမ်းတယောက်မစ္စတာဦးနဲ့သူ့တစ်ဘက်ကိုမြင်ပြီးလန့်ဖြတ်သွားခဲ့တယ်ဗျမမောင်ရှမ်းလည်းချက်ချင်းပဲလက်ကွက်သုံးလိုက်ပါတယ်အပယ်ကိုဂျက်ကီအဖြစ်မစ္စတာဦးနဲ့မိတ်ဆက်ပေးလိုက်တယ်ဗျဖတ်ကျော်အပယ်ရောအံ့ဩသွားခဲ့ကြပါတယ်ထိုင်ပြီးပြောကြတာပေါ့လာပါထိုင်ကြရအောင်မင်းကဖက်ရဲ့သားအဖြစ်ဟန်ဆောင်တယ်ပေါ့လိုက်လဲလိုက်ပါတယ်နှစ်ကောင်လုံးကတောက်ရုပ်ဆိုးတွေဆိုတော့မင်းသူနဲ့တီးလို့လားသူကကျုပ်ရဲ့အကျွေးရှင်ဗျဘာကျမတို့ရဲ့အကျွေးရှင်ကတယောက်သေးပဲရှင်မမောင်ရှမ်းကအပယ်ကိုကြည့်ပြီးဂျက်ကီမစ္စတာဦးကငါတို့ရဲ့စီးပွားရေးကြံပေးပါမင်းရဲ့အစီအစဉ်တွေကိုသူ့ကိုတစ်ခါလောက်ထပ်ပြောပြပေးလို့ရမလားဒီလိုပါရှင်လီယိုမက်ဂေဟာ site ကိုတိုးချဲ့ခြင်းတော့အဲဒီကအကြီးအကဲကိုဒေါ်လာ1 သန်းလောက်လက်ထိုးဖို့စဉ်းစားထားပါတယ်ရှင်ကျမတို့နဲ့စာချုပ်မှာလက်မှတ်ထိုးလာအောင်ပေါ့ဒါပေမဲ့ကြားထားတာကအဲဒီ site ကိုလိုချင်လို့ချင်းကပ်နေတဲ့အဖွဲ့အစည်းတွေလည်းအများကြီးရှိနေတယ်ရှင်ဒီတော့တက်နိုင်သလောက်မြန်မြန်ဖြည့်ရှင်းနိုင်ဖို့မျှော်လင့်ပါတယ်ရှင်ဖုန်းဆက်တာလည်းမရလို့အမြန်လိုနေလို့ပါဒီတော့1 သန်းလောက်ချီးကျင်ပါတယ်မစ္စတာဝူရှင်သူသာမြေကိုပိုင်နေဆိုရင်ဘာလို့သူကလက်ထိုးတာလက်ခံပါလဲသူကပိုင်ရှင်မဟုတ်ပါဘူးရှင်စာချုပ်အတွက်ပဲတာဝန်ရှိတာပါနှစ်ပြန်နောက်ဆုံးလို့ပြောပါတယ်ရှင်မဟုတ်ရင်တခြားသူတွေနဲ့ပဲစာချုပ်ချုပ်လိုက်ဖို့တာဝန်ပေးထားတယ်တဲ့အကြီးကဲကဘာလုပ်လဲသူ့ကိုမမြင်ဘူးပေမဲ့ကုမ္ပဏီထောက်ခံချက်နဲ့တွားမှာပါတကယ်လို့မစ္စတာဝီမကူညီနိုင်ရင်တခြားတစ်ယောက်ရှာလိုက်ပါမယ်ကျုပ်ကလည်းအင်ဂျင်မီစီးပွားရေးတွေနားမလဲဘူးခင်ဗျားကလည်းရှင်းမပြောဘူးအန်ဒီရများလုံးနေနောက်တစ်ခါကြာမှပဲလက်တွဲလုပ်ကြတာပေါ့လက်ဆွဲနှုတ်ဆက်ဖို့ထားလာတဲ့ Apple ကိုမစ္စတာဝူကခေါင်းနဲ့တိုက်ပြီးမေးအောင်လုပ်လိုက်တယ်ဗျပြီးတော့မမောင်ရှမ်းကိုဆွဲခေါ်ကမင်းကဂျက်ကီဟန်ဆောင်ပြီးစာချုပ်မှာလက်မှတ်ထိုးခဲ့ကျုပ်လားမဖြစ်နိုင်တာကျုပ်ကယောက်ျားကြီးလေမင်းနားပေးနေလားအဲ့လူကဂျက်ကီကိုမတွေ့ဘူးလို့ပြောနေတယ်လေခင်ဗျားအဲ့မျိုးကိုဝယ်မလို့လားငါကအဲ့မျိုးကိုဝယ်ဖို့ပတ်စံ300အောင်ပါလားမင်းမကြောက်ဘူးလားတကယ်လုပ်ငန်းကြီးတဲ့အဲ့ဒီကြီးကဲနဲ့သာအဆင်ပြေပြေစာချုပ်မှာလက်မှတ်ထိုးနိုင်ရင်ပတ်စံတွေအများကြီးရပြီကွဖက်ခင်ဗျားကအဲ့မိမတွေကိုစောင့်ကြည့်တာအကျွေးတွေကတော့ဘယ်လိုလုပ်မှာလဲဗျဒါအောင်မြင်ရင်အကျွေးတွေလျှော်ပေးလိုက်မယ်ကွာမင်းကငါနဲ့လိုက်ခဲ့သွားသူကသူညံကောင်းတဲ့ထင်နေတဲ့မစ္စတာဝူတို့လှည့်စားခံလိုက်ရပြီစီစဉ်အတိုင်းဆက်လုပ်ကြတာပေါ့ရှင်းကိုဂျက်ကီပုံစံဟန်ဆောင်ခိုင်းရမယ်ကျုပ်ပြောတာနားထောင်နေ့ပြန်ကြာရင်ကျုပ်မယား၄ယောက်ကလွဲလို့ဉာဏ်ပညာရောတတ်တရောပြည့်စုံတဲ့လူတစ်ယောက်လိုတယ်ဆိုတော့ကွမ်ကကျမရှိတယ်ဆိုပြီးတောင်းယူလိုက်တယ်ဗျပြီးတော့မဲ့ဂေဟာကမမောင်ရှမ်းနဲ့ပူပူတို့ကြီးမင်းခဲ့တဲ့ဂေဟာပါဆရာကရုံးရဲ့သူမိမ၄ယောက်နဲ့ကွမ်တို့ကပိုးမွားနေနှင်းသူတွေပြင်ဟန်ဆောင်ပြီးဂေဟာကိုရောက်လာခဲ့ပါတယ်ဆရာကရုံးကကျောင်းအုပ်ကြီးရဲ့ရုံးခန်းနဲ့ကျွတ်တွေလွတ်ပေးလိုက်တယ်ဗျကွမ်ကလည်းမေလဲချင်းအောင်ဆောင်လိုက်ပါတယ်ဆရာကရုံးကသူ့လက်ထောက်ကိုခေါ်ပြီးထွက်သွားပေးပါဒီခန်းကိုရှင်းလိုက်မယ်ဆိုပြီးကျောင်းအုပ်ကြီးကိုပတ်ထုတ်လိုက်တယ်ဗျမစ္စတာဦးကလည်းရောက်ရှိလာခဲ့ပါပြီဆရာကရုံးကကျောင်းအုပ်ကြီးအဖြစ်ဟန်ဆောင်ပြီးသူ့မယား၄ယောက်ကိုလည်းအဖွဲ့အစည်းကလူတွေဖြစ်ရောသူ့ရဲ့လက်ထောက်အဖြစ်ပါဟန်ဆောင်ခိုင်းလိုက်ပါတယ်မစ္စတာဝူလည်းရောက်လာရောအဖွဲ့အစည်းကလူတွေခြေရှုပ်နေတာတွေ့ပြီးပိုယုံကြည်သွားခဲ့တယ်ဗျကျွန်တော်ကအမေရိကန်ကလာတဲ့ဂျက်ကီပါအော်ရှင်ကိုဆရာကြီးရဲ့ရှင်ကိုစောင့်နေတာဝင်ခဲ့နော်ဒါကဂျက်ကီပါကျုပ်ကသူ့ရဲ့တွဲဘက်ပါဒါကထောက်ခံစာပါဘာလို့ဒီတော့နောက်ကျနေရလဲကြည်အောင်ကျုပ်ကိုစောင့်နေတဲ့စာချုပ်၄ခုရှိတယ်ဆရာကြီးကျုပ်တို့ဈေးပြောကြရအောင်ဒီမှာပတ်စံပါဟေးသတိထားဒီမှာအတန်ဖမ်းထားတယ်အပြင်သွားပြောကြရအောင်လက်မှတ်သာထိုးလိုက်ဒီတန်းကခမည်းဟာပဲ
ဆရာကတုံးလည်းလက်မှတ်ထိုးပေးလိုက်တယ်ဗျကျောင်းအုပ်အစ်စ်ကိုရုံးခန်းပြန်လိုက်ဖို့ရကွမ်နဲ့မစ္စတာဝူရဲ့တပည့်နဲ့တဲ့တဲ့တိုးပြီးဒုက္ခများတော့တာပဲဗျဟေးမင်းဒီမှာဘာလာလုပ်နေတာလဲအာဒုက္ခရောက်ပြီးအလိန်ပေါ်သွားပြီဟေးဟို၃ယောက်ကတော့အပေးယူတဲ့သွားလို့ပျော်နေကြတာဗျဒုက္ခရောက်ပြီးအလိန်ပေါ်သွားပြီရှင်ဒုက္ခရောက်ပြီးအလိန်ပေါ်သွားပြီဗျမစ္စတာဝူကသူ့တပည့်နဲ့ထွက်ပြေးဟို၂ယောက်ကလည်းကွမ်နဲ့ထွက်ပြေးရုပ်တဲဖြစ်သွားခဲ့တယ်ဗျဘလို့ဖြစ်တာလဲကွာမသိဘူးလေဟိုကောင်မလေးပြောတာပဲဘယ်တယောက်လဲအဲ့တယောက်လေဟိုမှာတွေ့လားတေးစမ်းအဲ့ဒါဆရာကြီးမဟုတ်ဘူးငါငွေတွေအလင်ခံလိုက်ရပြီဆိုပြီးဟို၃ယောက်တော့ပြေးလိုက်တော့တာပဲဗျပြေးရင်လွာရင်ခန်းတစ်ခုထဲမှာဆရာတပည့်နှစ်ယောက်ပိတ်မိသွားခဲ့ပါတယ်ခေါင်းစွပ်တွေစွပ်ပြီးထွက်ပြေးဖို့ကြံသေးတယ်ဗျအရန်တိတာနေတော့အစော်ခံလိုက်ရပါတယ်ဒါမဲ့နှစ်ယောက်တစ်ယောက်ဆိုတော့မစ္စတာဝူပဲပြန်ခံလိုက်ရတယ်ဗျဟိုနှစ်ယောက်ကခေါင်းစွပ်စွပ်ပြီးချနေတော့မစ္စတာဝူရဲ့တပည့်လည်းသူ့ဆရာခံနေရတာမြင်ပေမဲ့ဘသူတွေချနေမှမသိငါအကူကြီးကိုတွားခဲ့မယ်ဆိုပြီးအခန်းဘက်ကိုရှောက်လာခဲ့တယ်ဗျခေါင်းစွပ်တွေချုပ်ပြီးထွက်ပြေးမဲ့ကြံကမှမစ္စတာဝူရဲ့တပည့်ကိုတွေးလို့အကြံတစ်ခုရပြီးခေါင်းစွပ်တစ်ခုကိုမစ္စတာဝူရဲ့ခေါင်းမှာစွပ်ပေးလိုက်ပါတယ်အဲ့ခွေးကောင်ဘယ်မှာလဲဒီမှာပါခင်ဗျမင်းကအကူကြီးကိုရိုက်တဲ့ကောင်ပေါ့ဟုတ်လားငါမျိုးတတ်မယ်ဆိုပြီးပဲနေဆော်တော့တာပဲဗျလေစလုတ်ကိုလဝဆောင်းနဲ့ခုတ်လိုက်တော့ပိုဆွေးတာပေါ့ဗျာအတန်မထွက်တော့ရင်သူ့အကိုကြီးမှန်းဘယ်သိတော့မှာလဲရညိုးထိုးပြလဲမရလက်တောင်ချိုးပစ်လိုက်သေးတယ်ဒီလဲစော်ပြီးဆောင်းကန်လိုက်လို့အပြင်ကိုလွင့်ထွက်သွားတော့မှမျက်နှာဖုံးကျုပ်ပြီးသူ့အကိုကြီးမှန်းသိလိုက်ရတယ်ဗျဟာအကိုကြီးဘယ်သူကညာဒီလိုရဲဆက်ဆက်လောက်ရတာလဲပြောကျွန်တော်ပြောချင်းပြင်မဲ့လေစလုတ်ထိတာတော့အတန်ကထွက်မလားမပြောနိုင်ရင်လည်းမေးမနေပါနဲ့ဗျာအရင်ဆုံးဆေးရုံပို့လိုက်အောင်မစ္စတာဝူလည်းဘာမှပြောလို့မရပဲသူတို့ပဲတွဲခေါ်တာပါသွားခဲ့တယ်ဗျလူလိန်ဆရာကြီးအဖွဲကတော့ပတ်စံတသန်းကိုတစ်ခါမှမမြင်ဘူးလို့ဝမ်းနေဝမ်းသာဖြစ်နေကြပါတယ်မစ္စတာဝူကတော့တကုံလုံးပတ်တီစီဆေးရုံကဆင်းဖို့ထွက်လာခဲ့ပါပြီမီဒီယာသမားတွေရောက်လာတော့သူတို့ဘက်ကကိုသားဖြေပေးနေကြပါဗျာမစ္စတာဝူကလည်းသူတို့ဘက်ကို0အန်နဲ့ထိုးဖို့ကြံရွယ်နေခဲ့တယ်ဗျအဲ့အချိန်မှာသူတို့ဘက်ကအင်တာဗျူးဖြေရင်စိတ်ပါလာပြီးသူ့ဆရာရဲ့ဝီချက်ကိုလက်နဲ့ရိုက်မိလိုက်တော့မစ္စတာဝူလည်းလေကားကပြုတ်ကြပြီး0အန်နဲ့သူ့ကိုယ်သူပြန်ထိုးမိလိုက်ပါလေရောဆေးရုံထပ်တင်လိုက်ရတယ်ဗျဟိုအဖွဲ့ကတော့ပတ်စံတသန်းပိုက်ပြီးခန်းနာလာတဲ့သူများအိမ်ကနေထွက်ခွာသွားခဲ့ကြပါပြီအားလုံးကိုစင်ထားရကျေးဇူးတင်နေရပါခင်ဗျ